အားလုံးပဲမင်္ဂလာပါဒေါက်တာဇွန်ပါအရေးပြအလှအပနဲ့မျိုးသမီးကျန်းမာရေးဆိုင်ရာပခုသုတတွေကိုမျှဝေပေးနေရပဲဖြစ်ပါတယ်ဒီနေ့မှာကျမကကျမရဲ့ပေါ့နော်ဒီ topic a new topic အနေနဲ့ပေါ့ကျမဒီအမျိုးသမီးကျန်းမာရေးဆိုင်ရာအဓိကပေါ့လင်ရတဆင့်ကူးစက်တဲ့အရေးပြယောဂါတွေကိုကျမဒီနေ့ပြောချင်တယ်ပေါ့နော်အဲ့တော့လင်ရတဆင့်ကူးစက်တဲ့အရေးပြယောဂါလို့ခေါင်းစဉ်တက်လိုက်ပြီးမြဲလင်ရတဆင့်ကူးစက်တဲ့အရေးပြယောဂါတော့အများကြီးရှိတာပေါ့နော်အဲ့မှာကျမတို့ဒီမြန်မာနိုင်ငံအနေနဲ့တော်လကောင်ဒါကမ္ဘာလူဦးရေအရာတော်လကောင်အဖြစ်များတဲ့ common ဖြစ်တဲ့ခေါင်းစဉ်လေးကိုကျမဆွဲထုတ်ထားပါတယ်အဲ့တော့ပထမတစ်ခုက was လို့ခေါ်တဲ့ကြွက်နှုတ်တွေအကြောင်းဖြစ်ပါတယ်ဒုတိယတစ်ခုက syphilis လို့ခေါ်တဲ့ကာလာသားယောဂပိုးအကြောင်းဖြစ်ပါတယ်တတိယတစ်ခုက herpes လို့ခေါ်တဲ့ရေယုံအကြောင်းဖြစ်ပါတယ်လေးခုမြောက်ကတော့ candidiasis လို့ခေါ်တဲ့အမျိုးသမီးအင်္ဂါမှုဆွဲတဲ့အကြောင်းလေးတွေကိုကျမရွေးချယ်ပြီးတော့ဒါ public knowledge ပေါ့နော်လူတို့ကိုကျမရဲ့အသိပညာပေးမှာဖြစ်ပါတယ်အရေးပြနဲ့အလှပရေးရာဆိုင်ရာဆရာဝန်တယောက်အနေနဲ့ဒါကျမရေးပခုသုတတွေကိုလူတို့ကိုမျှဝေပေးခြင်းအပြင်ပြည်သူလူထုကမိမိရဲ့သက်ဆိုင်ရာခံစားနေရတဲ့ယောဂအကြောင်းကိုဂါဂနာနာသိရှိမဲ့အပြင်ဆရာဝန်နဲ့ပေါ့နော်ဆွေးနွေးတိုင်ပင်တဲ့အခါမှာလည်းကုသမှုလမ်းကြောင်းတွေကိုဆွေးနွေးရမှာအထောက်အကူအရန်ဖြစ်တဲ့အတွက် public knowledge sharing ဒီကျမရေးပခုသုတတွေကိုကျမလူတို့ကိုမျှဝေပေးနေတဲ့အဓိကအကြောင်းရင်းလေးဖြစ်ကြအောင်လည်းပြောပြချင်ပါတယ်။ဒီနေ့ဗီဒီယိုလေးရဲ့ပေါ့ဒီ intro ကြောင်းကိုကျမပြန်ပြီးတော့ဆက်ပါမယ်။ဆိုတော့ကျမကအခုလင်ရတဆင့်ကူးစက်တဲ့အရေးပြယောဂါလို့ခေါင်းစဉ်တက်ထားပေးမယ်တကယ်ဒီဗီဒီယိုရဲ့ခေါင်းစဉ်အစစ်အမှန်ကလင်ရတဆင့်ကူးစက်တဲ့အရေးပြယောဂါဟုတ်သလားမဟုတ်ဘူးလားအဲ့တော့ကျမရွေးထားတဲ့ခေါင်းစဉ်လေးခုမှာဒါပထမဦးဆုံးဆိုရင် was လို့ခေါ်တဲ့ကြွက်နှုတ်ယောဂါတွေက genital was လို့ခေါ်တဲ့ဒီလင်အင်္ဂါနာတစ်ဝိုက်မှာပဲဖြစ်နေတဲ့ကြွက်နှုတ်တွေရှိသလိုကျမတို့ဥယျာဉ်ပြအစာနဲ့ခြေပြအဆုံးထိခန္ဓာကိုယ်အနှံ့အပြားမှာဖြစ်နေတဲ့ body wax လို့ခေါ်တဲ့ခန္ဓာကိုယ်မှာပေါက်ပေါက်တက်တဲ့ကြွက်နှုတ်လေးတွေလည်းရှိပါတယ်အဲ့တော့အဲ့ဒီနှစ်ခုဘယ်လိုကွဲပြားသလဲဆိုတာမျိုးတွေကိုရှင်းပြပေးမှာဖြစ်ပါတယ်အဲ့လိုပဲကာလာသားယောဂါပိုးမှာလည်းလင်ရတဆင့်ကူးစက်တဲ့ကာလာသားယောဂါပိုးရှိသလိုလိင်ဆက်ဆံခြင်းကနေမဟုတ်ဘဲနဲ့တခြားသောအကြောင်းအရာတွေနဲ့ကူးစက်တဲ့ကာလာသားယောဂါပိုးအကြောင်းတွေကိုလည်းဂါဂနာနာဆွေးနွေးတင်ပြပေးမှာဖြစ်ပါတယ်တတိယတစ်ခုအနေနဲ့ herpes ဆိုတဲ့ရေယုံတွေမှာလည်း genital herpes လင်အင်္ဂါမှာဖြစ်တဲ့ရေယုံတွေအကြောင်းနဲ့ခန္ဓာကိုယ်အနှံ့အပြားမှာပေါ်တတ်တဲ့ဒီ body herpes ပေါ့ဒါတော့အလွယ်ကူဆုံးကျွန်မရှင်းပြတာပါခန္ဓာကိုယ်မှာပေါ်တတ်တဲ့ရေယုံတွေအကြောင်းဆိုပြီးကျွန်မနှစ်ပိုင်းခွဲပြီးတော့ဗီဒီယိုတွေတင်ဆက်ပေးမှာဖြစ်ပါတယ်နောက်ဆုံးကတော့ candidiasis လို့ခေါ်တဲ့ဒီမှုဆွဲခြင်းဆိုင်ရာမှာလည်းမိမကို area မှာဖြစ်နိုင်သလိုကျမတို့ဒီ mucosa တခြားနေရာတွေဖြစ်တဲ့ပါးစပ်တွေနှာခေါင်းတွေကျမတို့လင်ချောင်းအထဲတွေမှာရောမှုဆွဲခြင်းတွေကဘယ်လိုမျိုးဖြစ်နိုင်လဲဆိုတဲ့အကြောင်းမျိုးကိုနှစ်ပိုင်းခွဲပြီးတော့တင်ဆက်ပေးမှာပဲဖြစ်ပါတယ်ပြီးတော့ကျမကအခုလင်ရတဆင့်ကူးစက်တဲ့အရေးပြယောဂါဟုတ်သလားမဟုတ်ဘူးလားဆိုတဲ့ခေါင်းစဉ်နဲ့လောက်ရခြင်းရဲ့ရည်ရွယ်ချက်ကကျမတို့ကလင်ရတဆင့်ကူးစက်တဲ့အရေးပြယောဂါတွေဖြစ်လာတဲ့အခါမှာများသောအားဖြင့်မြန်မာနိုင်ငံမှာဆိုရင်အမျိုးသားအမျိုးသမီးရောပေါ့နော်အကုန်လုံးကပေါ့ဒီလိုယောဂါတွေခံစားရပြီဆိုရင်ဘယ်လိုဆရာဝန်ကိုပြရမယ်ဘယ်လိုမျိုးကုသမှုတွေယူရမယ်ဆိုတာကိုမေးရမှာလဲကြောက်ရွံ့တယ်လို့ရှက်ကြောက်ကြတယ်ပေါ့နော်ဆိုတော့ကျမတို့ကအဲ့ဒီအတွက်ကို့မှာဒီလိုလက္ခဏာတွေခံစားနေရပြီဆိုရင်အဓိကအနည်းဆက်ဆုံးကိုဘာယောဂါခံစားနေရမလဲလင်ရတဆင့်ကူးစက်တဲ့အရေးပြယောဂါတွေဖြစ်တယ်ဆိုရင်လည်းဘယ်လိုဆရာဝန်တွေကိုဆွေးနွေးလို့ရမယ်ဘယ်လိုကုသမှုတွေရှိတယ်လဲဆိုတာကိုဒါကျမပြည်သူလူထုထံကို public ထံကိုကျမမျှဝေလို့ရနိုင်တဲ့ limit အထိကျမမျှဝေပေးမှာဖြစ်ပါတယ်အဲ့တော့အဲ့လိုမျိုးလုပ်ပေးခြင်းအပြင်ကျမတို့ကကိုခံစားနေရတဲ့ယောဂအကြောင်းဂါဂနာနာသိပြီဆိုရင်အခုပေါ့နော်လက်ရှိ social media မှာခေတ်စားနေတဲ့ကြော်ညာအားအရန်ကောင်းနေတဲ့ဆရာဝန်မဟုတ်တဲ့ဒီအယောင်ဆောင်ဆေးရုံဆေးကန်းတွေကိုတွားပြီးတော့ပတ်စံငွေကုန်ကြေးချအရန်များပြီးတော့တကယ်ကုသမှုမရခဲ့ပဲနစ်နာသွားတဲ့အဖြစ်အပျက်မျိုးတွေထပ်မရှိရအောင်လည်းရည်ရွယ်ထားခြင်းဖြစ်ပါတယ်ဒီဗီဒီယိုလေးတွေကိုတင်တဲ့အချိန်တိုင်းမလွတ်သွားရလေအောင်ကျမရဲ့ဒီ social media တွေကို like and follow လေးလုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်ရှင်ကျမနောက်ပိုင်းမှာ YouTube channel လေးတစ်ခုလည်း run ပေးပါမယ်ပေါ့ဒီ line မကောင်းတဲ့သူတွေဆိုရင်အခု Facebook ကိုသိမရတဲ့နေရာတွေများလာတာဖြစ်တဲ့အတွက်ကျမ TikTok မှာလည်း channel တစ်ခုဖွင့်ပေးထားပါတယ်ဒါအပြင်ကျမတို့ YouTube channel တစ်ခုကိုလည်းရအောင်သွား brand ပေးပါမယ်ဒီတော့ကျမရဲ့ဒီကျမရေးဘဟုသုတ sharing လုပ်ရတဲ့ရည်ရွယ်ချက်အတိုင်းအရေးပြားနဲ့အလှပရေးရာဆိုင်ရာကျမရေးဘဟုသုတတွေကိုတိကျမှန်ကန်တဲ့ information တွေနဲ့အတူပြည့်ပြည့်စုံစုံသိရှိကြပြီးတော့ကျမသောအရေးပြားတစ်စုံကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်ဒေါက်တာဇွန်ပါ